ဆရာကြီးတွေမလန်နိုင်ပါဘူးဆိုတဲ့ဘန်ဒိုဂျာကိုစက္ကန့်20နဲ့အနိုင်ယူပြခဲ့တဲ့ဗန်ကဘာမှာမြန်မာဟိတ်လို့ဟစ်ကျွေးနိုင်ခဲ့တဲ့နောက်ထပ်မှတ်တိုင်တစ်ခုပါပဲကျွန်တော်တို့တွေဟာကချင်သားကြီးအောင်လန်းအန်ဆန်းနဲ့တူ MMA ဆိုတာရင်းနှီးခွင့်ရခဲ့တယ်လို့မြန်မာနိုင်ငံသားတယောက်ရဲ့ကဘာထိပ်တန်းစင်မြင့်ထက်မှာချန်ပီယံခပတ်ကြီးကိုကိုင်းမြောက်ခဲ့တဲ့အချိန်တွေကိုလည်းမြင်တွေ့ခဲ့ရပူပါသည်ကချင်သားကြီးရဲ့1ချန်ပီယံရှစ်ပြိုင်ပွဲနဲ့အတူရခဲ့တဲ့နှစ်ထပ်ကွမ်းချန်ပီယံခပတ်တွေဟာမြန်မာနိုင်ငံသားတွေအတွက်တော့တကယ်ကိုဂုဏ်ယူစရာဖြစ်ခဲ့ပြီးကမ္ဘာလေမှာမြန်မာဆိုတာကိုဂုဏ်ယူဝင်ကြွားစွာနဲ့အောင်ပွဲခံခဲ့ကြပူပါသည်မြန်မာနိုင်ငံသားတွေအတွက်တကယ်ကိုပီတိဖြစ်ခဲ့ရတဲ့အခိုက်အတန့်တစ်ခုလို့ဆိုရမှာဖြစ်ပြီးအခုလည်းနောက်ထပ်တစ်ခါဂုဏ်ယူဝင်ကြွားခဲ့ပြန်ပြီလို့ပဲဆိုကြပါသည်ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ကမ္ဘာလေမှာမျက်နှာငယ်စရာဖြစ်နေတဲ့အချိန်မှာဂျိုရှွာဘန်ဆိုတဲ့ချင်းဖိုက်တာလေးရဲ့အရွယ်ငယ်ပေမဲ့အစိပ်ပြင်းတဲ့မွေဟောက်ပေါက်လေးတစ်ကောင်လို့ UFC လိုကမ္ဘာထိပ်တန်းပြိုင်ပွဲကြီးတစ်ခုရဲ့ချန်ပီယံခပတ်ကိုရယူပြသွားနိုင်ခဲ့တာဟာချင်းလူမျိုးတိုင်းသားတွေအတွက်ရောမြန်မာနိုင်ငံသားတွေအတွက်ပါဝမ်းသာဂုဏ်ယူစရာဖြစ်သွားစေခဲ့တာပါချင်းတောင်တန်းတွေဟာတိတ်ကိုလာပါခဲ့တဲ့နေရာတစ်ခုရာသီဥတုအေးချမ်းသလောက်အနာဂတ်တွေမအေးချမ်းရတဲ့နေရာလေးတစ်ခုဆိုလဲမှားမယ်မထင်ပါဘူးဒီလိုနေရာဒေသလေးတစ်ခုကနေမွေးဖွားကြီးပြင်းလာခဲ့တဲ့လူငယ်လေးတစ်ယောက်ကကမ္ဘာစင်မြင့်ထက်မှာချန်ပီယံခပတ်ကိုသိမ်းပိုက်သွားခဲ့ပုံတွေကတကယ့်ကိုအံ့အားသင့်စရာပါလူတယောက်ကိုအပေါ်ယံကြည့်ပြီးမဆုံးဖြတ်ပါနဲ့ဆိုတဲ့စကားကိုအခုလောက်ဆို UFC က fighter တွေလည်းနားလေသဘောပေါက်သွားလောက်ပြီးထင်ပါတယ်။ Brandon Rival နဲ့ရုံးကလည်းပဲ Joshua Ban အနေနဲ့အနိုင်မရနိုင်မှုဆိုပြီးဆုံးဖြတ်ခဲ့ကြသလိုအခုပန်ဒိုဂျာနဲ့ပွဲမှာလည်း Joshua Ban ကိုအရှုံးဆိုပြီးတော့ထင်ကြေးပေးခဲ့ကြတာပါ။ဒါဟာဘာကြောင့်လဲမြန်မာနိုင်ငံသားတယောက်ဖြစ်နေလို့လားဒါမှမဟုတ်အသက်ငယ်လို့လားဒါမှမဟုတ်အတွေ့အကြုံကြောင့်လားတယောက်ချင်းစီကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောချင်တာကမြန်မာနိုင်ငံသားတိုင်းလူညံ့မဟုတ်သလိုလူငယ်တိုင်းကိုအသက်ငယ်တယ်ဆိုပြီးအထင်မသေးလိုက်နေဆိုတာပါပဲ။အခုဂျိုရှွာဘန်ကဆရာကြီးတွေတောင်မဖြူနိုင်ခဲ့တဲ့ဘန်ဒိုဂျာကိုစက္ကန့်20လောက်နဲ့ပွဲသိမ်းပြသွားခဲ့တာပါတစ်ဖက်ကလက်ကျိုးသွားလို့ဆိုတဲ့အကြောင်းပြချက်ကသူလိုလိုနေရင်ကျိုးသွားတာမဟုတ်ဘဲဗန်နဲ့ရှင်ပြိုင်ရင်ကျိုးသွားတာဖြစ်တဲ့အတွက်ဗန်ရဲ့ချန်ပီယံဆုတစိတ်မှာအကြောင်းပြချက်တွေမကတ်ကြပါနဲ့လို့ပဲပြောချင်ပါတယ်ဗန်ဟာဘန်ဒိုဂျာကို3ချီအတွင်းမှာအနိုင်ယူပြမယ်ဆိုပြီးလွန်ခဲ့တဲ့လတွေကကြွေးကြော်ထားခဲ့ပြီးသားပါအခု3ချီမပြောနဲ့စက္ကန့်30တောင်မကြာလိုက်ဘူးလို့ဆိုရမှာဖြစ်ပြီးအဲ့ဒီစက္ကန့်မရောက်ခင်မှာပဲအလက်ဇန်ဒရာပန်ဒိုဂျာဆိုတဲ့ချန်ပီယံကြီးကိုဒိုင်ပွဲရက်နဲ့အတူအနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။အခုတော့ဂျိုရှွာဘန်ဟာ UFC Flyweight တန်းရဲ့ချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပြီးမြန်မာနိုင်ငံသားတစ်ယောက်ရဲ့ပထမဆုံး UFC ချန်ပီယံအရှေ့တောင်အာရှရဲ့ပထမဆုံးသောအာရှသားဆိုတဲ့မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့ပြီးလည်းဖြစ်ပါတယ်။ဂျွန်ဂျုံပြီးရင် UFC ရဲ့ဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပြီးကမ္ဘာမှာမြန်မာဟိတ်ဆိုပြီးတော့ဟိတ်ကျွေးနိုင်ခဲ့တဲ့နောက်ထပ်နေ့လေးတစ်နေ့ဖြစ်တယ်လို့ပဲပြောချင်ပါတယ်။ပြိုင်ပွဲကြောင်းကိုအနေငယ်ဆွဲထုတ်ရမယ်ဆိုရင်ပွဲစပြီးကလေးကဘန်ဒိုဂျာကတိုက်စစ်အစပြီးဖွင့်ခဲ့တယ်လို့ဂျိုရှွာဘန်လိုပေါစင်မိုင်းကောင်းတဲ့လူငယ်လေးကိုလက်သီးချက်တွေနဲ့စတင်ဝင်လုံးခဲ့တာဖြစ်ပါတယ်။အဲဒီမှာနှစ်ယောက်သားလုံးသွားရင်ခဏအကြာမှာပဲဘန်ဒိုဂျာကဂျိုရှွာဘန်ကိုဟိုက်ကစ်ကန်လိုက်ချိန်မှာဗန်ကပြန်လဲတွန်းထုတ်လိုက်တဲ့အချိန်ဘန်ဒိုဂျာတယောက်အကျနာပြီးအစ်စ်လွဲသွားကပွဲကိုရပ်နားလိုက်ရတာဖြစ်ပါတယ်။လဲကျသွားတဲ့အချိန်ဗန်တယောက်အပေါ်ကိုဖိထိုးမဲ့ပုံစံမျိုးလုပ်တဲ့အချိန်မှာဘန်ဒိုဂျာကလက်ကပြလိုက်တယ်လို့ဂျိုဝိုင်းနိုင်ကလည်းပွဲကိုရပ်နားစေခဲ့တာဖြစ်ပါတယ်။အဲဒီမှာ UFC Flyweight တန်းရဲ့ချန်ပီယံဟာဂျိုရှွာဘန်ဖြစ်လာခဲ့ပြီးဆရာကြီးတွေအကြိမ်ကြိမ်အရှုံးပေးခဲ့ရတဲ့ဘန်ဒိုဂျာကိုဗန်ကစက္ကန့်ပိုင်းအတွင်းမှာအနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှာတော့ UFC Flyweight ချန်ပီယံဖြစ်လာတဲ့ဂျိုရှွာဘန်ကသူပူပူနွေ့နွေ့ရရှိထားတဲ့ချန်ပီယံခပတ်ကိုဆက်ပြီးကာကွယ်မယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ဂျိုရှွာဘန်ကကျွန်တော်နာမည်မှာမကြောက်ရွံ့ဘူးဆိုတဲ့နာမည်ပါထားပြီးသားပါ။ဒီတော့ဘယ်သူပဲလာချန်ပီယံနေရာကိုကျွန်တော်ဆက်ထိမ့်မယ်ဆိုပြီးဂျိုးဝိုင်းအတွင်းမှာပြောသွားခဲ့တာဖြစ်ပါတယ်။